သာအာဟုသောဝဆနံဘဂဝတောဗန္တိဝဆနံအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယခုမေခဲ့ဖြစ်ခဲ့သောအမေပု္ပ္ပာဝိသေသနာတော်နှင့်ဆက်ဆိုင်သောပညာတော်စကားရစုသည်အဘယ်ပုဂ္ဂိုလ်ဤစကားဖြစ်ပါသနည်းငါရှင်လူနာမြမတတ္တဝါတို့ဤကုသိုလ်အထုကိုခံတော်မူတတ်သောမဖောက်မပြန်တရားမူညာဖြင့်ကြီးအားတရားတို့ကိုပိုင်းခြားကုံစင်သိမြင်တော်မူသောဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောသာပင်ညူရှင်တော်ဘုရားဤစကားတော်စင်စစ်ဖြစ်ပါသည်အရှင်ဘုရားတို့ DSBN ဖွဲ့ရပါကျွန်တော်တို့9လပိုင်း31ရက်နေ့မှာမင်းကွန်းသာသနာနယ်မြေမှာရှိတဲ့မင်းကွန်းဆရာတော်ဘုရားကြီးရဲ့တိမ်ကျောင်းဆောင်ကိုကျွန်တော်တို့စတင်ရှင်းလင်းမှာဖြစ်ပါတယ်ကိုစင်ရဲ့ချင်းကင်းရပါလို့ဤကျွန်ုပ်ဤမိဘနှစ်ပါးဆရာသမားအားလုံးညာတကာမိတ်ဆွေအားလုံးတရားကျင့်ပေါ်များအားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေစိတ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဝန်ကိုယ်တာကိုယ်ခန္ဓာချမ်းသာစွာမွေးမြူနိုင်ကြပါစေဤအရာတွင်မှမိတင်းနေထိုင်ကြသောယောဂီသူတော်စင်အားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေစိတ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဝန်ကိုယ်တာကိုယ်ခန္ဓာချမ်းသာစွာမွေးမြူနိုင်ကြပါစေဤအရာတွင်မှမိတင်းနေထိုင်ကြသောယဟန်တမဏေအားလုံးသူတော်စင်အမျိုးသားသူတော်စင်အမျိုးသမီးအားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေစိတ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဝန်ကိုယ်တာကိုယ်ခန္ဓာချမ်းသာစွာမွေးမြူနိုင်ကြပါစေကျွန်ုပ်ဤပစ္စည်းလေးပါအလူဒါယကအလူဒါယိကမှာအားလုံးဘေးရန်ကင်းကွာချမ်းသာကြပါစေစိတ်ဆင်းရဲခြင်းကင်းကြပါစေဒါကမင်းကွန်းဘိုးဘွားရိပ်တာပါဘိုးအဖွား62ဦးဒီမှာလက်ရှိနေထိုင်နေကြပါတယ်ကျွန်တော်တို့ဘိုးဘွားရိပ်တာတဲ့ယာယီဆေးပေးတန်းလေးပေါ့ဒီထဲမှာလုပ်ထားပါတယ်ဒါကဖြည်းဖြည်းရောက်ဘိုးဘွားတွေအတွက်ဆေးတွေလိုအပ်နေပါတယ်အဲလေးကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်DSBN ဖွဲ့ရပါကျွန်တော်တို့31ရက်9လပိုင်းမှာမင်းကွန်းသာသနာနယ်မြေမှာရှိတဲ့ဆရာတော်ဘုရားကြီးရဲ့တိမ်ကျောင်းဆောင်ကိုကျွန်တော်တို့ဒီနေ့ရှင်းလင်းတာဖြစ်ပါတယ်ကျွန်တော်ဖြိုဖျက်မှုပိုင်းမှာတော့100%ပြီးစီးသွားပြီဖြစ်ပါတယ်ဒီနေ့ပြန်ရှင်းလင်းတဲ့ပိုင်းကိုဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်